ဟာဖေပြန်လာပြီလားအေးတားရေးဖေးပြန်လာတယ်ကျော်ဖေရင်းနှင်းချမ်းလေးပါတောက်ပါအေးနေတွေကလည်းပူလိုက်တာကွာဒီနေ့စပါးစီတက်တဲ့တော့ဟာမမရေမမလမ်းလိုက်တာငဲကောင်းရဲ့ဘာဖြစ်လာလဲဒီမှာကြည့်အောင်ဒီမှာသူနိုင်ရဲ့တနာမှာအုတ်ကြီးမွေးနေတယ်မမရေမစိတ်တစ်ဆက်လုံး9သိန်းနဲ့မမရေတန်လိုက်တာဒီမှာကြည့်အောင်ဟဲ့တစ်စက်လုံး9သိန်းတူနိုင်ရတနာဆိုင်ရဟိုရလားနေရလဲဟုတ်တယ်မမစိတ်ချရတယ်ဒီမှာပုံနေမှာမက်ဆင်တို့ပုံနေကိုထိုက်တို့ပုံနေဒီမှာသူတို့ဓာတ်ပုံတွေပါပို့ရတာမမရေစိတ်ချရတယ်ပြီးတော့ဒီမှာအကုန်လုံးမမရေတစ်ဆက်လုံး9သိန်းနဲ့အရင်ဝယ်လို့အယောက်50ပဲရမှာတယ်သူတို့အယောက်50ကိုတက်ပေးတာမမရဲ့မွေးနေမို့လို့ပြပါဦးပြပါဦးဟဲ့ဒီမတူနိုင်ရတနာဇင်လေးကျွညာထားတာဟုတ်တယ်မက်ဆင်လေးဟိုမှာအေးဟာသူ့တော့ကြိုက်တယ်ဟဲ့တော်တူနိုင်ရတနာရဲ့သူအမာခံဆိုတော့ဟုတ်တယ်မမအေးအုတ်ကြီးရဲ့လေဒီမိုးလေကြောကျွညာထားဆိုဘာလဲအုတ်ကြီးမွေးနေမို့လို့ပြရတယ်ဟုတ်တယ်အုတ်ကြီးမွေးနေလို့မဟုတ်လို့တဲ့မမရေပထမဆုံးငွေလွှဲလို့အယောက်50ကိုပဲပေးမှာမမ3ယောက်ပဲကြံတော့တယ်လုံးမမရေငွေလွှဲလိုက်အောင်မလားငွေလွှဲပြီမလားပဲအဘကိုစောက်လိုက်ပါလားဟဲ့အဘလေကနေပြန်လာတော့မှာပဲအချက်မှလွှဲလိုက်ပါလားမဟုတ်ဘူးမမရေဒီမှာ3ယောက်ပဲကြံတော့ပါတကယ်လို့3ယောက်ဟိုအောင်ဖြစ်အဖပြန်လာမှမောင်လေးတို့ surprise လုပ်မယ်လေဒီမှာအဘတော့ဆိုပြီးအဘတော့ပါမှားလိုက်မယ်လေတော်တန်တယ်ဟုတ်တယ်မမရေအေးအဲ့ဒါဆိုမှားလိုက်တော့ဟဲ့ငါလည်းကိုသားကြီးနဲ့မင်းလာဆောင်တဲ့ခါကျတူလေးရတာစိတ်တစ်ဆက်ဝှစ်ချင်နေရလေဟုတ်တယ်မမတော့ပဲမှားလိုက်တာတော့နည်းနည်းလေးတော့ဈေးချွတ်ချွတ်နေရတာဆိုတော့လေအေးငါအတွက်စိတ်တစ်ဆက်ရဲ့ပြီးတော့လေအဘအတွက်လည်းမှားလိုက်ဟဲ့အဘအတွက်စိတ်နိုင်လေးခါလို့မနောနဲ့ဝယ်ပေးလိုက်မယ်စိတ်နိုင်လေးရဲ့ပြီးတော့လေကိုသားကြီးတွေ့တော့မှာပဲဟဲ့ကိုသားကြီးတို့ကငါလက်စွပ်လေးဝယ်ပေးချင်တာချစ်တဲ့မောင်လေးရောအော်ငါမောင်လေးကတော့အလားဆုံးစင်ပေးမှာဗောငါမောင်လေးကိုဒီမှာနိုင် hand chain လက်စွပ်မှားလိုက်အမပတ်စံပေးပါအမပတ်စံပေးမယ်ဒီဖုန်းတွေကကေပေးတွေကလွှဲလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါအော်မမမောင်လေးကို50ဆက်မှားလိုက်မယ်လေနော်အေးအားလုံးပေါင်းဆိုအေး50လောက်မှားလိုက်ဗောမောင်လေးလွှဲလိုက်တော့နော်တေချာလုံးတော့တေချာအေးတေချာရေဟာမမဒီကေပေးနံပါတ်ကလည်းမူဆွေးတယ်မမရဲ့ဒီမှာအုတ်ကြီးရဲ့မိန်းမမအေးအဲ့တော့သိတယ်မဲ့လေးနဲ့မဲ့လေးနဲ့အေးလေဒီမို့အေးလွှဲလိုက်တော့လွှဲလိုက်တော့မောင်လေးလွှဲလိုက်တော့စကွင်ရှော့လေးပို့လာအောင်မမပို့လိုက်တော်ချင်းချင်းလွှဲခိုင်းတာမလားဟုတ်တယ်မမရဲ့လွှဲလိုက်လေကိုတာကြီးရတော့ဘောကြီးကြနေတော့တန်တော့မမရဲ့အဲ့လားတေချာမှာတော့မောင်လေးငွေလဲဝင်ပါတယ်မမငွေလဲဝင်ပါတယ်အေးအဲ့ဆိုရင်လေဒီကိုလာပို့ခိုင်းလိုက်မောင်လေးလာပို့ခိုင်းလာပို့ခိုင်းလိမ့်စာပေးလိုက်တော့လိမ့်စာပေးလိုက်တော့ဘောဆောင်က free ဆိုတော့မမကြီးဟုတ်ဒီမှာဟာလို့မောင်လေးတို့ဘလော့သွားတယ်မမရဲ့တော့ငါပြောသားပဲဒီတော့တစ်ဆက်လုံးကြီးမဖြစ်တော့မဖြစ်နိုင်ပါဘူးလို့ဟာကုန်ပါပြီဟာငါမှတစ်နှစ်ပတ်လုံးလေနေဘူးထဲမှာပိန်မက်နဲ့နွားလိုရုံးပြီးရှာထားတာဟာ